Hello အားလုံးပဲမင်္ဂလာပါကျွန်မဒီဗီဒီယိုကလစ်လေးမှာတော့ကျွန်တော်တို့ရဲ့ဒီလုပ်ငန်းခွင်ထဲမှာကြုံရတဲ့စိန်ခေါ်မှုတွေအခက်အခဲတွေကို AI ကိုသုံးချပြီးတော့ဘယ်လိုဖြေရှင်းမလဲဆိုတာကို sharing လုပ်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့က AI ကိုတော့ကျွန်တော်တို့ Google search ဆိုတော့သုံးလို့မဖြစ်ဘူးပေါ့နော်သိချင်တာလေးကောက်ကောက်မေးပြီးတော့ဖြေရမယ်လို့ကျွန်တော်တို့မျှော်လင့်တာပြီးတော့မဖြစ်နိုင်ဘူး AI ကတိကျပို့ပြီးအသုံးဝင်တာဖြစ်တဲ့အတွက်ကြောင့်မို့သူ့ကိုကျွမ်းကျင်သူတစ်ယောက်အနေနဲ့သတ်မှတ်ထားပြီးတော့ဆွေးနွေးတိုင်ပင်လို့ရတယ်ပေါ့နော်ဆိုတော့ဒီဟာကိုကျွန်မရဲ့သင်တန်းကျောင်းမှာကျွန်တော်သုံးတဲ့နမူနာလေးတွေ example လေးတွေကိုပြပြီးတော့ကျွန်တော် sharing လုပ်ပါမယ်ဆိုတော့ကျမတို့ရဲ့ပထမဦးဆုံးကြုံရတဲ့ဟာကတော့ဗာလဲဆိုတော့ကျမတို့ student registration ဟာပေါ့နော်ကျောင်းသားတွေကိုကျမတို့ကအစတော့ဘယ်လိုလုပ်လဲကျမတို့ manual လုပ်တယ်ကျောင်းသားတွေကို registration form ပြီး print ထုတ်ပေးတယ်အဲ့ print ထုတ်ပေးတဲ့ဟာကိုကျောင်းသားအဖြစ်ပြီးတော့မှကျမတို့က operation က data entry လုပ်တယ်ပေါ့နော်အဲ့မှာလုပ်တဲ့ခါမှာဖြစ်လဲဆိုနာမည်မှားတာဖုန်းနံပါတ်မှားတာဖုန်းနံပါတ်ကြံခဲ့တာမပုံတင်နံပါတ်မှားတာစသဖြင့်အများကြီးဖြစ်တယ်ပေါ့နော်ဆိုတော့ကျောင်းသားဘက်ကမှားတာရှိလို့ operation က data entry လုပ်တဲ့နေရာမှာလည်း human error အနေနဲ့မှားတာရှိရပေါ့နော်ဆိုတော့အဲ့မှာအလကားနေအချိန်ကြီးကုန်တယ်ချို့ဟာတွေမှာ certificate ထုတ်ပြီးမှတည်တဲ့အတွက်ကြောင့်မလို့ပြန်ရတဲ့အတွက် cost တွေကုန်တယ်ပေါ့နော်ဆိုတော့ဒီဟာကိုကျွန်မကမေးလိုက်တဲ့ခါမှာသူကဘာ suggest လုပ်လဲဆိုရင်သူက Google Form သုံးပြီးတော့ပေါ့နော် Google Form သုံးပြီးတော့ကျွန်မကဒီလိုမေးတဲ့မေးခွန်းတွေမှာသူ့ကိုကျွန်တော်တက်နိုင်သေးပေါ့နော်ကျွန်တော်တို့က MSME ဖြစ်တဲ့အတွက် budget အနည်းဆုံးတဲ့ idea ကိုပေးပါလို့ကျွန်တော်ခိုင်းနေပေါ့နော်ဆိုတော့ तू ကကျွန်မကို Google Form နဲ့ကျောင်းသား registration ကိုကောက်လိုက်ပြီးလို့ရှိရင် तू က master sheet ထဲမှာ Google sheet ထဲမှာသွားပြီးတော့တင်လိုက်ပေါ့နော်အဲကောက်ထားတဲ့ဟာတွေအကုန်လုံးသွားပြီးတော့တင်မယ်တင်တဲ့အခါမှာလဲ student ID တွေဒီကျွန်တော်တို့ရဲ့ဒီ certificate တွေက2 နှစ်သက်တမ်းပဲရှိရတဲ့အတွက် issue date တွေ expiry date တွေ sorting လုပ်ပေးမယ် batch လိုက်စီစဉ်ပေးမယ် batch နံပါတ်တွေတက်ပေးမယ်အဲ့ဒါတွေကိုကျွန်တော် auto လုပ်လိုက်တယ်auto line လုပ်လိုက်ပြီးတော့သူ့ကိုကျွန်တော်ကျောင်းသား registration ကိုကောက်လိုက်တယ်အဲ့ဒီခါမှာခုနကမှားတဲ့ဟာတွေအကုန်လုံးကတော်တော်များများလျော့သွားတယ်သူ့အနေနဲ့မှတ်ပုံတင်နံပါတ်တွေကိုမှတ်ပုံတင်နံပါတ်တူတာတွေရှိနေလားအခရာတွေကြံခဲ့တာရှိလားနံပါတ်6လုံးဖြစ်ရမှာ9လုံးဖြစ်ရမှာအဲ့ဒါတွေမှန်လားမှားလားအဲ့ဒါတွေအကုန်လုံးသူစစ်တယ်ပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်တို့သူစစ်ပေးတယ်ဒီမှာကျွန်မနမူနာပြရရင်တော့ဒီဥစ္စာကကျွန်မတို့ရဲ့ student registration form ဖြစ်ပါတယ်ပေါ့နော်ဒီ student registration form ထဲမှာကျောင်းသားတွေကကျမတို့ကောက်ထားတဲ့ batch တိုင်းပဲသူကဖြည့်တယ်ဖြည့်ပြီးတဲ့အခါမှာကျမတို့အနေနဲ့ master sheet ထဲကိုသွားတယ်ပေါ့နော်ဆိုတော့ဒါလေးကတော့ကျမအနေနဲ့ဘာအချိန်နဲ့ကုန်သက်တာတော့လို့ကျမတို့အနေနဲ့ပို့ပြီးတော့လည်းအဆင်ပြေသွားတယ်ပေါ့နော်လောက်ရတာနောက်တစ်ခုကတော့ကျွန်တော် certificate ပေါ့နော်အခုနကကျမတို့က certificate ခုနကကျောင်းသားတွေကကောက်တဲ့ information ကို Excel ထဲမှာကျမတို့ကပထမတော့ရိုက်ထည့်တယ်ရိုက်ထည့်ပြီးတော့ရိုက်ထည့်တဲ့ information ကိုယူပြီးတော့ Photoshop ထဲမှာဒီ certificate template ကြီးနဲ့တစ်ခုချင်းစီဖြည့်ပြီးတော့ကျွန်တော်တို့ဒါကို printing လုပ်တယ်ပေါ့နော်ဆိုတော့ဒီဟာကအရင်အချိန်ကုန်တယ်ကျောင်းသားရောက်30လောက်ကိုကျွန်တော်2နာရီလောက်ဒီ process ကယူရတယ်ပေါ့ဆိုတော့ကျွန်မဒီဟာကိုသူ့ကိုမေးလိုက်တဲ့အခါမှာသူက automation လုပ်မယ်ပေါ့ဘယ်လိုလုပ်လို့ရလဲဆိုတော့ခုနကကျွန်တော် master sheet ရှိတယ်အဲ့ဒီမှာကျောင်းသားတွေအကုန်လုံး batch တွေအကုန်လုံးကျွန်တော်စုထားတာဖြစ်တဲ့အတွက်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ကဒီဟာကိုကျွန်တော်ဆွဲထုတ်လိုက်တယ်ပေါ့နော်ကျွန်တော် batch လိုက်လိုအပ်တဲ့ဟာကိုကျွန်တော်ဆွဲထုတ်လိုက်တယ်လွယ်တဲ့ batch နိုင်ကျွန်တော်ဆွဲထုတ်လိုက်တယ်ပေါ့နော်ဒီမှာကျွန်တော်ဆွဲထုတ်လိုက်တယ်ဆွဲထုတ်လိုက်ပြီးတော့မှကျွန်တော်က certificate သူ့ကိုထုတ်ခိုင်းလိုက်တယ်ပေါ့နော် certificate ထုတ်ခိုင်းလိုက်တော့ကျွန်တော် Google template ထဲမှာ Drive ထဲမှာကျွန်တော် Google template ထဲမှာတင်ထားတယ်ပေါ့ certificate template ကိုသူ Google Drive ထဲမှာကျွန်တော်ဓာတ်ပုံတင်ထားတဲ့ဟာတွေကိုသွားယူရဲကျွန်တော်ပေးထားတဲ့ information တွေကိုဒီ sheet မှာပေးထားတဲ့ information တွေကိုယူပြီးတော့သူကဖြည့်ရပေါ့နော်ဖြည့်ပြီးတော့မှတခါတည်းသူကဒီဟာကို print ထုတ်တယ်ပေါ့အခုနကကျွန်တော်တို့အနေနဲ့2 နာရီလောက်ကြာတဲ့ process ကသူဒီလိုလဲကျွန်တော်သုံးလိုက်ကော2 မိနစ်လောက်ပဲကြာတော့တယ်ပေါ့နော်ဆိုတော့ကျွန်တော်အချိန်ကုန်အရန်သက်သာသွားတယ်အမှားယွင်းလဲတော်တော်နည်းသွားတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျမအနေနဲ့ကျမတို့ကသင်တန်းကျောင်းဒါမှမကလေးတွေကိုကျမတို့ programming တွေ coding တွေသင်ပေးတဲ့သင်တန်းကျောင်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ဒီမှာMessenger Facebook Messenger က inquiry ကလာလို့ရှိရင်မိဘတွေကများသောအားဖြင့်ညဘက်တွေပေါ့နော်ညဘက်အလုပ်အားတဲ့ချိန်ဒါမှမဟုတ်မနေ့အစောကြီးချိန်တွေမှာ inquiry လာတာများတယ်အဲ့ချိန်မှာကျတော့ sales team ကလည်းရုံးချိန်ပြီးသွားပြီဆိုတော့မရှိတော့ဘူးပေါ့နော်ဆိုတော့အဲ့ဒါကိုကျတော့ကျမတို့ဘယ်လိုဖြစ်ရှင်းလဲဆိုတော့ Messenger board ကိုကျမစောက်လိုက်တယ် Zara ဆိုပြီးတော့စောက်လိုက်ပြီးတော့အဲ့ Zara ကနေပြီးတော့ကျမတို့ဒီညဘက်တွေကိုတိုင်ခံပြီးတော့ကျမတို့လိုအပ်တဲ့ information တွေကိုဖြည့်ပေးတယ်ပေါ့နော်ဖြည့်ပေးတယ်နောက်ဖြည့်ပေးလို့နေမကသေးဘူးသူကလိုအပ်တဲ့ information တွေကလေးနာမည်ကလေးသက်သူကိုပြောလိုက်လို့ရှိရင်သူကဒီအသက်အရွယ်နဲ့တင့်တော်တဲ့ဒီအတန်းလေးတွေကိုသူညွှန်းပေးတယ်ပေါ့နော်ဈေးနှုန်းတွေဖော်ပြပေးတယ်အကယ် register လုပ်ချင်တယ်ဆိုရင် registration လက်ခံပေးတယ်ဒါအပြင်ကိုကျမတို့အနေနဲ့အကယ်ဘန် information တွေပေးပါပတ်စံသွင်းမယ်ဆိုရင်ဘန် information တွေပေးတယ်ပေးစာလက်ခံပေးတယ်ပေါ့နော်နောက်ပြီးတော့ဒီဟာကို lead capture လုပ်ထားတယ်ပေါ့နော်ဆိုတော့ inquiry စုံစမ်းတာပဲဖြစ်ဖြစ်စေသူကနာမည်တွေအသက်တွေ
နောက်သူကစုံစမ်းခြင်းနဲ့ဒီ course တွေနောက်ပြီးတော့ဖုန်းနံပါတ်တွေအကုန်မေးထားပြီးတော့ဒီ Google Sheet တစ်ခုထဲမှာ lead capture အနေနဲ့တင်ထားတယ်တင်ထားတဲ့အတွက်ကြောင့်နောက်နေ့နဲ့ sales team လာတဲ့အခါမှာဒီပေါ်မှာကြည့်ပြီးတော့သူက sales team က follow up လိုက်ရုံပဲပေါ့နော်ဒီလိုလုပ်ရတဲ့အတွက်ကြောင့်မလို့ကျမတို့အနေနဲ့ရှိတဲ့ customer တွေတော်တော်များများကိုကျမတို့လွတ်တော့ဘူးပေါ့နော်အကုန်လုံးကိုကျမတို့ enquiry များများပြန်ဖြေသွားနိုင်တယ်ပေါ့နော်ဆိုတော့ဒီဟာလေးကလည်းတော်တော်အဆင်ပြေပါတယ်နောက်တစ်ခုကတော့ကျမ Facebook page audit ပေါ့ဒီကတော့ကျမ bonus အနေနဲ့ထည့်ထားတာပေါ့နော်ကျမတို့ကဥပမာဖြင့်ကျမတို့ရဲ့ Facebook page မှာ content တွေကboost လုပ်လိုက်တယ် reach ရောက်တယ် conversion မဖြစ်ဘူး enquiry မလာဘူးဒါမှမဟုတ် sales ရောင်းအားကျနေတယ်ဒီ content တွေကအလုပ်မဖြစ်ဘူးဆိုတော့ကျွန်တော်က page ကိုဒီ content performance ရဲ့ page ရဲ့ performance ကို audit လုပ်ခိုင်းလိုက်တယ်ပေါ့နော်ဆိုတော့ audit လုပ်ခိုင်းတာကတော့ကျွန်တော်တို့ပုံမှန်လုပ်တင်တယ်ပေါ့နော်ကျွန်တော်တို့ဒီလို issue လေးတွေကြုံလာပြီဆိုရင်ကျွန်တော်တို့ပုံမှန်လုပ်တင်တယ်လုပ်တင်တော့ကျွန်တော်ကသူ့မှာထုံးစံတိုင်း budget နေတာတော့လွယ်ကူဆုံးတဲ့ budget အနည်းဆုံးကတော့ကျွန်တော်တို့ Meta မှာရှိရ Meta Business Suite မှာသုံးလို့ရတယ်ပေါ့နော်ဆိုတော့အဲ့မှာသုံးပြီးတော့ page ကို audit လုပ်လိုက်လို့ရတယ်ကျွန်မ comment မှာလည်းဒီဟာနဲ့ပတ်သက်လို့ကျွန်မ PDF file လေး share ထားပါတယ်ဘယ်လိုလုပ်အောင်လဲဆိုရဲအဆင့်ဆင့်ကိုပေါ့နော်အဲ့လိုလုပ်လိုက်တဲ့အခါမှာသူကဘာတွေထွက်လာလဲဆိုတော့ကျွန်တော်တို့လိုအပ်နေတဲ့ဟာတွေသူထွက်လာတယ်ပေါ့နော်လိုအပ်ချက်တွေပြောတယ်ဒါကြောင့်ဖြစ်နိုင်တယ်ပေါ့နော်ဖြစ်နိုင်တဲ့ reason တွေပြပြီးအဲ့ပေါ်မှာကျွန်တော်တို့ပြေမလားဘယ်လိုလုပ်မလဲဆိုတော့ပြန်ပြီးတော့စဉ်းစားလို့ရတယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်မအကြောင်းထဲမှာကျွန်မတုံးချထားတဲ့ဟာလေးတွေဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်တို့က AI ကိုကျွန်တော်တို့ခုနကလိုပဲလောလောကူကူသုံးမဲ့နဲ့ကျွန်တော်တို့ဒီ specialist ရောက်နေနဲ့သုံးပြီးတော့ pain point တွေကိုဖြေရှင်းလို့ရတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်